အရင်ဖွင့်ဆိုင်မှာဖြစ်ပါကြအဲ့ဒါပလက်ကျိုးထိုးလိုက်အဲ့ဒါကျွန်တော်အခုအဖုံးဖွင့်ဆိုင်ဆက်ကိုအဖုံးဖွင့်ဆိုင်မှာဖြစ်ပါကြเราทับช่องมาพี่บ่ายนะชิมเลยว่าพี่เป็นดีว่าบ่ายเนี่ยဒီ short လေးတိုင်အောင်လျော့လဲလိုက်ရပါဗျပြင်ပြီးသွားဆိုတော့ကျွန်တော်ပြန်တက်တော့မှာဖြစ်ပါဗျဒါကတော့ controller ကပ်ပါဗျဒါတော့မတာပုတ်ပါဗျဒါတော့ power ကပ်ပါဗျတော့ပြန်တက်နေပါဗျခုကျွန်တော်ကတေးသေးချာလေးပြန်တက်ဆင်နေပါပြီကျွန်တော်တက်ဆင်ပြီးပါဗျဆမ်းမြောက်ပါမယ်โอเคပါဗျာဟုတ်ကဲ့ပြီးပြီ